skin care ကြောင့်မသုံးချင်ဘူးထားသွားမှတော့မငိုကြီးနော်2016မှာ skin care ကိုလည်းတေချာမသုံးတတ်ဘူးအလှလည်းကောင်းကောင်းမပြည့်တတ်ဘူးဆိုရင်တော့တေချာတယ်ကြံရစ်ဖြစ်မှာဟိုးရင်ခစ်တရတော့လူလှဖို့တဲ့စိတ်လှဖို့ကအရေးကြီးတာပေါ့ဒီဘက်ခစ်မှာတော့လူရောစိတ်ရောလှဖို့ကအရေးကြီးပါတယ်ဒါမှသာကျမတို့ကခစ်နဲ့အညီရင်မောင်တန်းပြီးတော့ရှေ့ရောက်နေတဲ့မိမသားအဖြစ်ရက်တည်နိုင်မှာပါကဲ skin care အစစ်အနေနဲ့ပထမဆုံးသုံးပေးရမှာတော့ရေဓာတ်ဖြစ်ပြီးတဲ့တိုနာလေးပဲဖြစ်ပါတယ်တော်တို့တိုနာလေးကကျတော့ BH တိုနာလေးဖြစ်လို့ရွှေပေါက်ကြားထဲမှာပိတ်နေတဲ့အစီတွေညစ်ကြေးတွေကိုတန့်စင်ပေးပါတယ်နှုတ်ရည်အေးပြည့်လေးသုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့နှုတ်ရည်တည်တဲ့တိုနာတည်တဲ့လိမ့်စရာမလိုဘူးနော်ဒုတိယအဆင့်အနေနဲ့တော့အသားရည်လာတဲ့ collagen serum လေးကိုသုံးပေးရမှာဖြစ်ပါတယ်နိုင်ငံစနမိုင်းနဲ့အာဘူတေပါဝင်လို့တင်းတဲ့အမဲဆက်တွေကိုတက်တာစေတယ် vitamin C vitamin E နဲ့ collagen ကအရေးအကြောင်းလေးတက်တာပြီးတော့အသားရည်ကိုကြည့်စေပါတယ်ကဲဒါကတော့ဒုတိယအဆင့်တတိယအဆင့်အနေနဲ့တော့ရေဓာတ်ဖြစ်ပြီးတဲ့ moisturizer လေးကိုသုံးပေးရမယ်နော်အသားရည်6တဲ့သူအသားရည်ကျန်းတဲ့သူ14ရက်အတွင်းမှာအသားရည်တိတိကျကျနဲ့ကြည်ပြီးကောင်းလာခြင်းနဲ့ဆိုရင်တော့ဒီ moisturizer လေးကိုသုံးပေးပါကဲဒီ moisturizer လေးကလည်းမဖြစ်မနေလိုအပ်ပါတယ်အိုမင်းရောမို့ကောက်ွယ်ပေးတာမို့လို့လုံးဝမဖြစ်မနေသုံးနော်ဒါဆိုရင်တော့လိမ့်သွားတဲ့ skin care အဆင့်လေးမှာ toner serum moisturizer 3ဆင့်လေးပဲနော်ဒါကြောင့်မလို့ဒီဘက်ခေတ်ကြီးမှာတော့ဒီ3ဆင့်လေးမှာမသုံးနိုင်အောင်ဆိုတော့ယူရိုအဆင့်ပြေလို့နေလိုက်တော့ skin care လေးကိုကောင်းကောင်းမွန်မွန်လေးသုံးချင်တဲ့အခုလိုမျိုးလိမ့်လိုက်တာနဲ့ជីជីပြောင်ပြောင်လေးရချင်တဲ့ဆိုရင်တော့ဘီမီ3မျိုးသက်ဆက်ကိုသုံးပြီးနော်